Okay ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်မတွေ့ရလဲကြာပြီဆိုတော့ကျွန်တော်တို့ဒီနေ့စနေနေ့14ရက်နေ့ February 40အဲ့တော့ရည်သားမရှိတဲ့ FA ရောရည်သားရှိတဲ့ FA တွေအတွက်ပေါ့ကျွန်တော်လုံးဝနိုင်အပိုင်းမြေကြီးလက်ခတ်မလွဲ 7 star တပွဲပြောခဲ့ကြပါလေအဲ့တော့ဗာလဲဆိုရင် Stuttgart နဲ့ကိုလုံးဒီပွဲမှာလက်ရှိကျွန်တော်တို့ဖွင့်လှစ်မှုကဒီ Stuttgart ကတော့ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအပိုင်းကိုတော့မပြောတော့ဘူး GB ကတော့လက်ရှိမှာကျွန်တော်တို့သုံးလုံးဆိုရင်3ဝက်နေတာပဲအဲ့တော့ဘာပဲပြောဒီနေ့မှာနှစ်သင်းစလုံးကခြေတက်နေရဆိုရင်မဲ့ Stuttgart တို့လက်ရှိအိမ်ခွင်းမှာကျွန်တော်တို့ဂိုးကြီးမမြင်ရတာလဲနဲတယ်ပေါ့နော်ကြာပြီဆိုတော့ကိုလုံးကလည်းကျွန်တော်တို့အခုကိုတောက်လျှောက်ဂိုးကြီးမြင်နေရတဲ့အသင်းနောက်ပြီးတော့သူတို့ကအမှန်ကန်ကစားရတော့မဲ့အတိုင်းအတာမျိုးရောက်နေပြီဆိုတော့အရှိမစိတ်မော်လီကိုရှုံးသွားတဲ့အတွက်ဒီနေ့မှာ Stuttgart တို့ပြန်ပြီးတော့မနိုင်နိုင်အောင်ကစားလာမယ်ဆိုတော့ကျွန်တော်ဒီပွဲကိုဂိုးအပေါ်အပိုင်းရွေးချယ်ပေးခဲ့ကြပါမယ်အဲ့တော့အားလုံးပဲအဆင်ပြေတရားလှပတဲ့ညာလေးတင်ညာပိုင်ဆိုင်ကြပါ